အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မျှဝေချင်တာက drum pattern နော် drum roll swing pattern 3အကြောင်းကိုကျွန်တော်ပြောပြမယ်ဖြစ်ပါတယ် channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဟုတ်ပြီကျွန်တော်တို့ဒီမှာဒီ drum roll swing မှာဆိုတော့ drum နော် drum နဲ့ဆိုင်တဲ့အကြောင်းကိုကျွန်တော်ရေးထားပြီးပြီ pitch ကပြီးပါဘယ်လို pattern လဲဆိုရင် B အဆက် A အဆက် AB A B အဆက် A အဲ့လို pattern နဲ့ကျွန်တော် roll swing ပြမှာ B ဆိုတာက kick ပါ8ဆိုတာက snare ပါနော်ဒီမှာကျွန်တော်ဒီမှာတွန်း1တွန်း3တွန်း1တွန်း2 T1 ကနေ 3D ထားကတွန်းနေပါနော်မဆိုင်ဘူးနော်မဆိုင်သေးတာထည့်မပြောသေးဘူးယခု roll swing မဲ့ pattern 3ကိုကျွန်တော်တို့ pattern အတူတူလိုက်ချကြည့်ရအောင် B ဆိုတော့ kick နေမှာချက်ချမယ်အဆက်ဆိုတော့နော်အဆက်ကတီးစရာမလိုဖြောက်ပေးလိုက်ပါ A အဆက် A B နော် A ဆက် A B ဒီအဆက်ကိုဖြောက်ပေးရမှာပဲပြီးနောက်တစ်ခု A လေးနဲ့တင်းနေနော်ပြန်ပြီးတော့ထပ်ရှင်းပြပါအောင်နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဓမ္မဒီတပားမှာနော်တပီးရှိရနော်၄ဘီရှိတယ်အဲ့၄ဘီမှာပထမဆုံးတပီးမှာကကျွန်တော်တို့၄ခွက်ရှိတယ်နော်တစ်ခွက်နှစ်ခွက်သုံးခွက်ပြီးအဲ့၄ခွက်စီမှာသူပြောတဲ့ပဒံလိုက်ချပေးရမယ်ပြီးဆိုတစ်ခွက်အဆက်ကချပေးအဆက်လည်းထက်တွက်နော်အဆက်ကိုလည်းထက်တော့အဆက်ပါဟိုမတီးဟိုလောလောဆယ်စတီးမဲ့ဒီကတော့အဆက်ပါကလေးပါထက်တွက်ပြီးပါပြီးမှဒုတိယအကွက်မှာအဆက်တတိယအကွက်မှာ H တတိယနောက်ဆုံးအကွက်မှာအဲ့ဒါအဆက်ကမတီးရတဲ့အတွက်ကြောင့်အဆက်ကလေးကိုပြန်ဖြောက်ပြီးပါမယ်ဘာလာမလဲဆိုရင်အဲ့ဒါလာပြီနောက်က8ပထမဆုံးဒီတပီးမှာဆို၄ခွက်ရှိတယ်ပထမဆုံးတစ်ခွက်မှာ8လာတယ်ဒုတိယကွက်မှာအဆက်လာတယ်အဆက်ချပြီးလဲပြီးရင်ပြန်ဖြောက်လိုက်တတိယကွက်မှာ8လာမယ်နောက်ဆုံးတက်မှာ B လာမယ်ဟုတ်နော်ကြည့်ပါဟုတ်နောက်တတိယပြီးမှဆိုရင်၄ခွက်လုံးအဲ့၄ချက်ချပြီးရအောင်၄ဘက်ဆိုတော့၄ချက်ချပြရမယ်နောက်ဆုံးတစ်ခွက်မှာကျတော့ B အဆက်ဖြောက်ပြီးပါဟုတ်နော်ဟုတ်ပါvelocity ဘာတွေကတော့နောက်တော့တချင်းတီးနဲ့အတူတူဘယ်လိုညှိလဲဆိုတော့ကျွန်တော်တင်ပြပေးမှာပဲနောက်တချင်းတွေအတူတူတီးတဲ့အခါမှာเนาะဒီအဆင်ပြေသွားပါမှာเนาะဟုတ်ပြီအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ထပ်မံပြီးပြောချင်တာကျွန်တော် rule အများဆုံးဆွဲတဲ့ပုံစံလေးကိုကျွန်တော်ပြောပြပြီးရမယ်ကဲထားပါတော့ B Aနော်အဲ့ဒါအဲ့ pattern လေးနဲ့ကျွန်တော် rule ချကြည့်မယ်ပေါ့ဗျာအဲ့လိုကျွန်တော် rule နော်အဲ့လိုပုံစံကျွန်တော်ဆွဲဆုံးအယုတ်ရှင်းဆုံးပဲဆွဲတာဒီလိုပဲဆွဲလိုက်တယ်နော်